အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တော့ကျွန်တော်ကဂျပန်နိုင်ငံရဲ့ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ကျိုတိုမြို့ရဲ့နာမည်ကြီးတဲ့ကင်ကာကူဂျီလို့ခေါ်တဲ့ဘုရားကျောင်းကိုရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာ1994ခုနှစ်မှာကမ္ဘာယဉ်ကျေးမှုအမွေအနှစ်အဖြစ်အတိအမှတ်ပြုခြင်းခံထားရတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာရှုခင်းလေးရလည်းအရန်ကိုလှပါတယ်ခင်ဗျာဒီနေရာလေးကတော့ကျောင်းရဲ့နောက်ကျောကနေတပတ်ပတ်ပြီးတော့ပြန်တဲ့လမ်းလေးဖြစ်ပါတယ်ခင်ဗျာအရန်ကိုတာယာချင်းမှုပဲကောင်းတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာအားလုံးလည်းရောက်ပြအောင်လာခဲ့ကြချင်ပါတယ်ခင်ဗျာနိုင်ငံခြားသားခီးသွားရည်လည်းအများကြီးရှိလို့နေပါတယ်ခင်ဗျာ